Hello တဲတို့ရေမင်းပေလေးမှာရွှေကျဲသီးလေးတွေမတင်တာကြပြီဖြစ်တော့တော်မို့ရွှေကျဲသီးလေးတွေတမဲတဲ့မင်းနေတဲ့အမရဲ့အတွက်ဒီရက်ပိုင်းအစ်စ်ဝင်တဲ့ရွှေကျဲသီးလေးတွေကိုမင်းကပုံရိုက်ပုံမှာဖြစ်ပါတယ်နော်ဒါလေးတွေကရွှေကျဲသီးလေးတွေဖြစ်တဲ့ကြောင့်မလို့အင်ကြီးရောင်စုံကြိုက်တာလေးတွေနဲ့တွဲဖက်ပြီးဝတ်ဆင်လို့ရပါတယ်ရှင်လူကြီးသူမများကိုကြောဖို့ရအထူးအသင့်တော်ရွှေကျဲသီးလေးဖြစ်ပါတယ်ဒါလေးကတော့ရွှေပေါ်လုံးကျဲသီးလေးဖြစ်ပါတယ်ရွှေပေါ်လုံးကျဲသီးလေးက9လုံးပါတစ်စုံကို22,000ကျပ်ဖြစ်ပါတယ်နော်သူလေးကဈေးရမ်းတန်ပြီးအရန်ကိုလှတော့ပဲနော်ရိုးရှင်းဆုံးအလှဆုံးပဲဖြစ်ပါတယ်ရှင်ဒါလေးကတော့ရွှေ9ကျယ်သီးလေးဖြစ်ပါတယ်နော်မျက်လုံးလေးကအနီလေးတွေနဲ့တကယ်ကိုလှတော့ပဲနော်သူလေးကတော့9လုံးပါတစ်စုံကို38,000ကျပ်ဖြစ်ပါတယ်အင်ဂျီလေးတွေရိုးလေးချုပ်ပြီးတော့ရွှေကျယ်သီးလေးတွေတက်ဆင်ပြီးဝတ်မယ်ဆိုရင်တော့တကယ်ကိုလူကြားထဲမှာဆက်ဆက်လေးနဲ့လှနေမှာဖြစ်ပါတယ်ဒါလေးကတော့ရွှေတွေကိုအထုပ်နဲ့ထဲနဲ့ပိုက်ချင်တဲ့အမှားတွေအတွက်ရွှေတုပ်ကျယ်သီးလေးဖြစ်ပါတယ်ဒါလေးကတော့9လုံးပါတစ်စုံကို38,000ကျပ်ဖြစ်ပါတယ်နော်မမေတို့ဂွင်းလေးတွေအပိုလေးတွေလည်းထည့်ပေးပါတယ်နော်ရွှေကျယ်သီးလေးတွေနှစ်ချီခံပါတယ်ဒါကတော့မင်းတို့ပေမှာအရန်ကိုရောင်းရတော့ဘယ်တော့မှပစ္စည်းပြတ်မခံတဲ့ရွှေချင်းလုံးကျယ်သီးလေးဖြစ်ပါတယ်ဒါလေးကတော့9လုံးပါတစ်စုံကို2,000ခွဲကျပ်ဖြစ်ပါတယ်เนาะတကယ်ကိုလှတော့လေးပဲဒါလေးကတော့အသေးကျယ်သီးလေးဖြစ်ပါတယ်ပစ္စည်းအရန်ကိုနည်းနေပြီးတော့မမစီ4စုံလောက်ပဲရှိတော့မယ်เนาะဒါလေးကတော့9လုံးပါတစ်စုံကို3,000ခွဲကျပ်ဖြစ်ပါတယ်ရှင်ရွှေအသေးကျယ်ကြီးလေးပေါ့နော်မိမိစီမှာပစ္စည်းများလုံးအားလုံးကိုမှာယူခြင်းနဲ့ဆိုလို့ရှိရင်3ကို66850 265ခွန်ကိုဆက်သွယ်မှာယူနိုင်ပါတယ်ရှင်ဘိုင်ပါချက်ပေါက်ကြိုက်တဲ့နေရာနဲ့ဆက်သွယ်ပြီးမှာယူလို့ရပါတယ်ရှင်အားလုံးပဲမင်္ဂလာရှိတဲ့နေ့လေးကင်းလေးဖြစ်ပါစေလို့မင်ကဆုမွန်ကောင်းတောင်းလိုက်ပါတယ်ရှင်